ခမရတို့ကျွန်တော်တို့တွေကိုမိဘတွေရဲ့လူငယ်ဘဝကိုအချိန်ခီးသွားခွင့်ရမယ်ဆိုရင်ဘာလုပ်ကြမလဲသူတို့ရဲ့သွေးဆုံမှုကိုဟန့်တားမလားဒါမှမဟုတ်သူတို့ကိုကပဲပြန်ပြီးတော့အောင်တွယ်လုပ်ပေးမလားဒီဇက်ကားတွေကဘန်တီဆိုတဲ့ကောင်လေးကလည်းသူ့မိဘတွေရဲ့ငယ်ဘဝကိုပြန်ပြီးတော့ခီးသွားခွင့်ရတဲ့သူတွေကတယောက်ပါဇလန်းအချင်းလေးကတော့ဘန်တီဆိုတဲ့ကောင်လေးတယောက်ဟာသူ့မိဘတွေရဲ့မချစ်မနစ်တက်ပဲနဲ့လက်ထက်လိုက်ရတဲ့အိမ်အောင်ရေးကိုတွေ့ပြီးတော့အိမ်အောင်ရေးပေါ်မှာစိတ်ရှုပ်နေတဲ့သူတယောက်ပေါ့တနေ့တော့သူ့မိဘတွေရဲ့ငယ်ဘဝကိုအချိန်ခီးသွားခွင့်ရတဲ့အခါမှာသူဘာလုပ်မှာလဲသူ့မိဘတွေကိုသူကိုယ်တိုင်ကပဲအောင်သွယ်ပေးမလားဒါမှမဟုတ်သူ့မိဘတွေရဲ့တွေ့ဆုံမှုကိုသူကဟန့်တားမလားဆိုတာကိုတော့ဒီဇက်ကားလေးထဲမှာတွေ့ရမှာဖြစ်ပါတယ်ဒီဇက်ကားလေးက1985တုန်းကထွက်ထားတဲ့ Back to Future ကိုမိညမ်းပြီးတော့ရိုက်ကူးထားတဲ့ဇက်ကားတကားဆိုပေမဲ့လည်းကျွန်တော်တို့ရဲ့ဘဝအမောတွေကိုပြေးစေမဲ့ဟာတာကားကောင်းလေးတကားဖြစ်ပါတယ်ဒီဇက်ကားမှာအဓိကပါဝင်တရုပ်ဆောင်ထားတာကတော့မင်းသားကြီးအက်ရှေကူမာမင်းသမီးအက်ရှောရိုင်းနဲ့ပြိုမေတို့ရဲ့အသေးဆွဲမင်းသားအတီတီယာရိုင်းကပူးတို့ကအဓိကပါဝင်တရုပ်ဆောင်ထားတဲ့ဇက်ကားကောင်းလေးတကားပါဒါကြောင့်ဟာတာကားတွေကိုကြည့်ပြီးတော့ဘဝအမောတွေကိုဖြည့်ခြင်းနေဆိုရင်တော့ဒီဇက်ကားလေးကိုကြည့်ရှုကြပါလို့တိုက်တွန်းချင်ပါတယ်ဒီဇက်ကားလေးကိုကြည့်ရှုနေတယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel ထဲမှာတင်ပေးထား